ဗီဒီယိုပုတ်တယ်ဆိုတော့သူကသူဖြစ်သွားတာမဟုတ်ဘူးနော်နီးလန်းနေရှိတယ်ပေါ့အောင်ဘယ်လိုလုပ်ရမလဲဆိုတော့နီးလန်းနေ formula တွေအကုန်လုံးရှိတယ်တော်တော်မှလူတွေစခရိုးလုပ်လိုက်ပြီးဆိုတော့ငါ့ဗီဒီယိုတွေ့တဲ့ခါကျရင်မကြော်ဝအောင်ငါဘာပြောမှလဲဒုတိယဘက်မှာငါဘယ်လိုစကလုံးနေနဲ့နောက်ဆုံးကြီးဆွဲထားမှလဲသူတို့အဆုံးသတ်မှာငါလိုချင်တဲ့ရတဲ့တစ်ခုငါရောင်းချင်တဲ့ပစ္စည်းရဖြစ်ဖြစ်စားပစ်တစ်ခုဖြစ်ဖြစ်လူတွေဝယ်ဝအောင်ငါဘယ်လိုဖန်တီးရမှာလဲအစရှိပဲဒါဒီတစင်ကြီးစီအားလုံးကအရေးကြီးတယ်အဲ့ဒီတော့ဒီညမှာဘာလဲဆိုတော့ဗီဒီယိုတိုင်းကပောက်တဲ့နီးလန်းရှိတယ်တော့မှန်တယ်ဒါပေမဲ့ပောက်အောင်လုပ်ဖို့တော့မလိုဘူးကိုလိုချင်တဲ့ရတဲ့တစ်ခုရရင်ဒါဗီဒီယိုကအောင်မြင်တယ်လို့ပြောလို့ရတယ်ကောင်းမွန်တဲ့ content တစ်ခုလို့ပြောလို့ရတယ်ကျွန်တော်ဘက်ကဒါကိုဘယ်လိုဖန်တီးရမလဲဆိုတာသိဖို့ပဲလိုအပ်တာဒါကိုဗီဒီယိုတွေဖန်တီးတဲ့အရေးချင်းလို့ခေါ်တယ်မမှားပါဘူးကိုတိုင်းကဒီလိုရလက်မျိုးရအောင်လုပ်နိုင်နေဆိုရင်လုပ်ငန်းရှင်တွေကိုပြန်ပြီးကူညီပေးတဲ့အခါကျရင်လည်းရအောင်လုပ်နိုင်တယ်လူရှင်ပဲအဲ့ဒီကြောင့်ဝင်ငွေအရန်တောင်းလို့ကောင်းတဲ့ content creation ဗီဒီယိုတွေဖန်တီးပေးတဲ့ဆိုတော့လုပ်ငန်းရှင်တို့ပြန်ပြီးလုပ်ပေးခြင်းနဲ့ဆိုရင်တော့ကိုတိုင်းအရင်ကျွမ်းကျင်လုပ်ဖို့ပဲကျွန်တော်တိုက်တွန်းချင်ပါတယ်